ချိန်မှာခိုင်ရိုမရှင်ဖြစ်ပေါ်လာပုံကိုတို့စုကနေပြောပြပြီးမှဖြစ်ပါတယ်တို့စုချင်းပြပါတယ်ကျေးဇူးတော်ကြောင့်ဒီခိုင်ရိုမရှင်15နှစ်ပြည့်မှာမထိုက်မတန်မဲ့နဲ့ခိုင်ရိုမရှင်ဖြစ်ပေါ်လာပုံအကြောင်းကိုပြောပြခွင့်ရတဲ့ဖျားရှင်ကုန်တော်ကိုထူပဲကျေးဇူးတင်ပါတယ်ထူပဲလည်းဝမ်းသာမိပါတယ်ကျမတို့ဒီခိုင်ရိုမရှင်ကတော့လေကျမတို့အချင်းချင်းလေးပဲပြောပြမယ်ပေါ့နော်အချိန်အခက်ခဲကြောင်းနဲ့နောက်ဒီညတိနာတောင်သွားဖို့အစီအစဉ်လည်းရှိတဲ့အတွက်ပေါ့နော်ကျမတို့ဒီခိုင်ရိုမှာအရင်တော့ကဒီကျမတို့ရောက်တုံးပါပေါ့နော်ဒီဖျားเจ้าကြီးကိုကျမတို့မသိသေးဘူးအဲ့ဒီအချိန်မှာဒေါ်သစင်ဒေါ်ကျန်းနဲ့ဒေါ်ဖဲထူးစရှိတဲ့ဒီအမတွေကတော့ဒီဖျားเจ้าမှာအမြဲပါဝင်ကြတယ်ကျမတို့တွေကတော့အလင်းတင်တယ်လို့မားဒီပဲလဲသွားတယ်ပေါ့နော်မားဒီဖျားเจ้าဒီကိုကတော့ရောက်တယ်အမြဲမရောက်ဘူးအဲ့ဒီမှာ2010မှာ2010ခုနှစ်မှာဒီဆ iam စာရေးဆ iam ကြီးဒေါက်တာဆာရေးဒေါက်တာခင်တန်းသေးနဲ့ဆရာပေါ်ဂျုံတို့ကနေပြီးတော့သူတို့အလဲလာကြတယ်ပေါ့နော်သူတို့အဖွဲ့တွေအလဲလာကြပြီးတော့ Israel ကနေဒီကိုရောက်တဲ့အချိန်မှာကျမတို့အဲ့ဒီနေ့မှာဒေါက်တာချင်းအိမ်မှာဖျားရှိခိုးကြတယ်ဖျားရှိခိုးကြတဲ့အခါမှာဆမိုက်ခင်တန်းကြီးကမေးတယ်သူကဒီဟိုဆောင်မှာပေါ့နော်လူဘယ်နှယောက်လောက်ရှိလဲပေါ့ဒီ Egypt မှာလူဘယ်နှယောက်ရှိလဲဆိုတော့အဲ့တော့ကျမတို့ကဒီမှာလူ120လောက်ပဲရှိတယ်120လောက်ပဲရှိတဲ့ဟာကိုသူတို့ကလူအယောက်90ဆိုရင်ဒီအသင်းတော်စုဖွဲ့လို့ရတယ်ဆိုပြီးတော့သူတို့အဲ့ဒီအချိန်ကနေစပြီးတော့ဟိုစားပေါ့သူစရင်ကောက်ဝါကြတယ်စရင်ကောက်ဝါကြပြီးတော့ဒီမှာလည်းအဲ့တော့ဒီ120ကဒီကျမတို့ကရင်လူမျိုးလေးတွေများတဲ့အတွက်သူတို့ကဒီ KBC ဆိုပြီးတော့သူတို့အဲ့ဒီမြန်မာပြည်ကိုစတင်နေတယ်ဝဲလော်စတင်နေပြီးတော့ဒါအသင်းပြန်ချပြီးတော့ကျမတို့ဒါ Carry Mission Fee ဆိုပြီးတော့လေးဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့နော်သူတို့ကျမတို့ဒီစဖွဲ့စည်းတာက2010မေလမှာနော်2010မေလမှာဒါကိုတာဘီဝင်းနေကိုတာဘီနေ့မှာစပြီးတော့ဖွဲ့စည်းဖြစ်တာဖြစ်တယ်နော်ဆိုတော့ဒါကြောင့်မလို့ဒီကိုတာဘီနေ့อ่ะဆိုရင် Carry Mission ရဲ့နှစ်ပတ်လည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့ဒီစဖွဲ့စည်းတဲ့အချိန်မှာသူတို့ဖွဲ့စည်းပေးခဲ့တာကတော့ဥက္ကဋ္ဌကိုဒေါ်သစင်ဒုဥက္ကဋ္ဌကိုဒေါ်အဝါဖော်နော်ကွာလို့ရှိရင်ဒုဥက္ကဋ္ဌကိုမဆာဝါနဲ့မဝင်းတန်sorry ဒုက္ကဋ္ဌမို့အတွင်းရင်မှုကဒေါ်ဆာဝါဒေါ်ဝင်းတန်တွဲဘက်အတွင်းရင်မှုကမက်ခလီမူရဲ့ကျမရဲ့ပြီးရင်ဘန်နာဒင်းကဒေါ်ဆူစီတီဆော့ပွဲ2စရင်စစ်ကမတ်ရူရဲ့မရင်မေအေးရဲ့မတ်နွယ်နီဝิญဉ်ရေးရဆရာမဖြစ်အဲ့ဒီတော့ကတော့ကျမတို့ကသူတို့ဒီအဲ့ဒီနေ့မှာကျမတို့တီးတဲ့ဆရာမတော့ပဲထည့်လိုက်မိတာပေါ့နော်ဆရာမဝါဖော့အဲဆရာမ charity စရှိတဲ့သူတွေကိုစနစ်တကျဖွဲ့စည်းပြီးတယ်ပေါ့နော်ကျန်တဲ့လူတွေလည်းအများကြီးသူတို့ဖွဲ့စည်းပြီးတယ်ဥမာဂီတာတို့အကြံပေးတို့အကုန်လုံးပေါ့နော်တော်တော်များများဆရာမတွေကဟိုဖွဲ့စည်းပြီးခဲ့တယ်ဒါပေမဲ့ကျမအဲ့ဒါကိုတော့ဟိုအသေးစိတ်ကျမမပြောပြတော့ဘူးပေါ့နော်ဒါပေမဲ့ဒီအခုယနေ့ထက်တိုင်ပေါ့နော်ဒီအခုဒီမှာဖွဲ့စည်းထားတဲ့လူလေးတွေဒီလူတွေပဲမဟုတ်ပဲနဲ့ပေါ့နော်ကျန်တဲ့ဒီဆီယာမတွေအကုန်လုံးကမရှိတဲ့ညီအမတွေအကုန်လုံးလည်းပါဝင်နေတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ပြီးတော့အဲ့ဒီအချိန်မှာပဲကျမတို့ကဒီအဖွဲ့ကြီးဖွဲ့ပြီးတဲ့အချိန်မှာကျမတို့ကအိမ်နေမှာပဲဖျားရှိခိုးတယ်အိမ်နေမှာဖျားရှိခိုးတော့ကျမတို့ Friday ခွင့်ရတယ်လူရှိတယ် Sunday ခွင့်ရတယ်လူရှိတယ်အဲ့ချိန်မှာ Friday မှာဒေါ်ဝင်းတန်းအိမ်မှာ Sunday မှာဒေါ်သစင်အိမ်မှာဒေါ်သစင်အိမ်နဲ့ဒီအတီးတို့အိမ်ပေါ့အမှဆူတောင်းရတယ်ဖျားရှိခိုးကြတယ်ပေါ့ဖျားရှိခိုးကြပြီမဲ့နောက်ပိုင်းမှာသူကဒီအရေးခင်းကြောင့်ကျမတို့ကဒီအရေးခင်းဖြစ်ပြီးထားတဲ့အတွက်ဖျားရှိခိုးရတာတချင်းဆိုရတဲ့အခါကျတော့အဆင်မပြေဘူးမပြေတဲ့အခါမှာအမဒေါ်ကျက်နဲ့ရဲ့ရိုးတာထူရဲ့အတီးရဲ့သားပေါ့နော်ဒီကျမရဲ့သွားပြီးတော့ဒီဆရာမိုက်ကိုသွားပြီးတော့ဒီကျမတို့ဖျားเจ้าမှာနေရာလေးတက်နေရာလောက်ဟိုဖျားရှိခိုးဖို့နေရာပေးပါဆိုတော့အဲ့ဒါနှစ်ခါပေါ့နော်တောက်ကြတစ်ခါစန်ဒေးတစ်ခါကိုကျမတို့ဟိုဖျားရှိခိုးခွင့်ဒီဆရာနေပြီးအဲ့တော့ဆရာကဒီမှာသူတောင်းဝန်ကြနေတဲ့အချိန်ဖြစ်တဲ့အတွက်သူအချိန်ပေးတဲ့အတွက်ကျမတို့ဒီနေ့15နှစ်တိုင်နဲ့အခုထက်ဒီပေါ့နော်ဖျားရှိခိုးခွင့်ကိုရခဲ့ပါတယ်လို့နော်ဒီ Carry Mission ကိုဖွဲ့စည်းပြီးတော့ကျမတို့အဲ့ဒီနေ့မှာဒေါက်တာစီအိမ်မှာစက်ကဆူတောင်းတယ်ပြီးတော့အဲ့ဒီနှစ်မှာပဲသူတို့တိနာတောင်ကိုသူတို့တက်တယ်တိနာတောင်မှာတက်ပြီးတော့တိနာတောင်ထိပ်ပေါ်မှာလည်းပွဲတော်ပြီးတော့စက်ကဆူတောင်းတယ်နော်ပြီးတော့ Carry Mission ရဲ့ပြောင်းမှုတော်မှာလှုပ်ဆောင်ခဲ့တဲ့အရာများတဲ့ကနေပြီးတော့အနေငယ်ကိုတင်ပြချင်ပါတယ်ပထမဆုံးသာသနာကတော့ KBC လက်အောက် KBC ကျောင်းလက်အောက်ရွှေကြပြိုက်သာသနာကို3နှစ်ထောက်ပံ့ခဲ့တယ်ဖျားเจ้าဆောက်လုပ်လူတန်းခဲ့တယ်အဲ့ဒီအချိန်မှာလည်းမြန်မာပြည်ကိုပေါ့နော်ဒီ Egypt ကနေပြန်ရောက်နေတဲ့ဒီကျမတို့ဒီမြန်မာလူမျိုးတွေပေါ့နော်သူတို့တွေလည်းသွားပြီးတော့အဲ့ဒီဟို
ဖျားကြောင်ဖွင့်ပွဲကိုလည်းသူတို့သွားခဲ့ကြတယ်ပြီးတော့ကြတော့ခေါင်တော်တီထော်ဝါလူအဲ့ဒီတွေကိုလည်းထောက်ပံ့ခဲ့ပါတယ်ဗောနော်ဒီနောက်ပြီးတော့ကရင်နှစ်ချင်းခရိယန်ဖွဲ့ချုပ်တော်ရီနဲ့စီဝေးကျင်းပတဲ့အချိန်မှာလည်းကျမတို့ရဲ့ခိုင်ရိုမရှင်ကိုစားတော်ကစီရမြန်မာပြည်ကိုသူပြန်ပြီးတော့သူတက်ရောက်ခဲ့ပါတယ်ဗောနော်ပြီးတော့နောက်တစ်ခုကခိုင်ရိုမရှင်မှာအခါခွင့်တင်တယ်လို့မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ဘာဝဘေးအန္တရာယ်ကိုလည်းအလင်းတင်တယ်လို့ဒီနေ့ထက်ဒီပါဝင်လူတန်းနဲ့ဖျားကြောင်6ဖျားကြောင်အကျိုးဆောက်လို့ရမှာလဲလူတန်းချင်းတာမကပဲနဲ့ဒီအီဂျစ်မှာဆိုရင်လည်းဒီကျမတို့ဒီဖျားကြောင်ကြီးရဲ့လက်အောက်ဖြစ်တဲ့အတွက်ထောင်သာသနာနော်ကင်ဆာဆေးရုံပွဲလို့ရှိရင်ဒီဖျားကြောင်ကြီးရဲ့ဈေးရောင်းပွဲတွေမှာလည်းပါဝင်ပေးကြတယ်နော်လူငွေရဲ့ခေါင်းစဉ်ကတော့ဒီစစ်ဘွားသာသနာတစ်နှစ်ကို2ကြိမ်ကောက်ပြီးတော့မြန်မာပြည်သာသနာလုပ်ငန်းမှာလည်းသူတို့အလင်းတင်တယ်လို့ပါဝင်တယ်ငယ်ဆုံးသောသူတို့အလူငွေကိုလည်းဒီအပတ်စဉ်စန်းလေးမှာကောက်ခံပြီးတော့အဲ့ဒါကိုလည်းဒီသမီးလေးတွေကကောက်ခံပြီးတော့သူတို့လည်းအဲ့ဒီမှာဟိုပါဝင်ပြီးတော့သူတို့လှုပ်ရှားပေးတယ်ပေါ့နော်နောက်တစ်ခုကကျမတို့ဒီ2010မှာကျမတို့ကဒီຢာကြီးကိုစခဲ့တယ်ဒီအတင်းတော်ကြီးစခဲ့တယ်ဆိုတော့2020မှာကျမတို့10နှစ်ပြည့်တယ်ဒါပေမဲ့10နှစ်ပြည့်မှာကျမတို့ဒီ anniversary ကျင်းပခြင်းတွေမဲ့ကိုဗစ်ကြောင့်ကျမတို့ကျင်းပခွင့်မရခဲ့ဘူးဒီ2025မေလမှာလည်း15နှစ်ပြည့်ကိုကျမတို့ကျင်းပခြင်းနဲ့ဒါပေမဲ့လည်းကြောင်းမကျင်းပနိုင်ဘူးပေါ့နော်ဒါပေမဲ့အခုလိုအချိန်မှာအခုဒီနေ့ဒီချိန်မှာပေါ့နော်ကျေးဇူးတော်ကြောင့်ကျမတို့ဒီလောက်ခက်ခဲနေတဲ့အချိန်မှာကျမတို့ဘုရားကဒီဆရာမြတ်ကိုလုပ်ပေးခြင်းအပြင်ကျမတို့ဒီခရိုမရှင်ရဲ့15နှစ်ဒီ anniversary ကိုကျင်းပခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဒီဆရာတွေလည်းကျေးဇူးတင်တယ်ဘုရားရှင်ကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ရောက်ရှိလာတဲ့ဆရာသမားများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီနေ့လာရောက်ပေးကြတဲ့အားလုံးကိုလည်းဒီ anniversary ဒီကျမတို့ရဲ့ဆုတောင်းချီးမွမ်းပွဲကိုလာရောက်ပေးကြတဲ့ဒါသမီးရောက်ဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်အခုကျမတင်ပြသွားတဲ့ဥစ္စာတွေကလေအကျဉ်းချုပ်ပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာကတကယ်လို့အမားရင်းတော်၎င်းလိုအပ်ချက်လေးတစ်စုံတရာရှိခဲ့ရင်တော့၎င်းခရစ်တုနာမိုင်းနဲ့နားလဲပြီးတော့ခွင့်လို့ပြကြပါကျေးဇူးတင်ပါတယ်